နာတော်နှစ်2553ခုနှစ်ဝါဇာတက္ကရာ1382ခုနှစ်ကဆုံလဆန်း14ရက်ရန်ကုန်တိုင်းဇွန်တောင်မြို့နယ်အမှတ်9ရပ်ကွက်ဝါတွင်ဝါဘသံဃာဒါနဆွမ်းလောင်းသင်းနှင့်ဝါတွင်62ကြိမ်ဝါဘဒုတိယအကြိမ်ဆွမ်းလောင်းအောင်ပွဲအထိမ်းအမှတ်ဖြစ်ဖြစ်ဆင်ကျင်းပပြုလုပ်အပ်သည့်စတုထအကြိမ်မြောက်အထူးတရားပွဲ၌ဟောကြားအပ်သောနိဗ္ဗာန်သို့ဥတည်သွားနေသူတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကိုအာယုံပြုပါတိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာသီတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစေပါလောလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘမေယံရေအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာသချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇတိဆွန်ခြင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရတော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကျိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရလက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤဗမန်ခြင်းတို့ကတောဘဝဒါနချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလိမ့်မည်မဟာကရုဏီကတတတဝါများရှင်ဝေတာကဲ့သို့တနာဖြစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောဒါသနာဒါသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလောလာတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဗျာအားဓမ္မောယုတိပြောင်းမှန်ကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသာသနာတော်နှစ်က2553ပဲရှိသေးတယ်ပေါ့ကဆုံလပြည့်ကျော်တရက်နေ့ကြာလို့ရှိရင်သာသနာတော်နှစ်ဟာ2554ဖြစ်မှာကဆုံလပြည့်ကျော်တရက်နေ့မှာသာသနာတက္ကရာသာသနာနှစ်ကူးတယ်လို့မှတ်ဗမာတက္ကရာကတော့ကူးတော်ပြီပေါ့1382ခုဖြစ်သွားပြီသာသနာတက္ကရာကဆုံလပြည့်ကျော်တရက်နေ့ကြာမှာကူးမှာဆိုတော့ဒါလေးကိုတတိပြုပြီးတော့မှတ်ထားဖို့တော့လိုတယ်ပေါ့နော်။ကဆုံလပြည့်ကျော်တရက်နေ့ဆိုရင်သာသနာတော်နှစ်2554 2554ဆိုတာမြတ်စွာဘုရားပြိဋိဘံစံသွားတဲ့နှစ်ပေါင်း2554ရှိပြီလို့ပြောတာ။ဘုရားရဲ့ပြိဋိဘံနှစ်ကိုပြောတာ။သာသနာစပြီးတော့ပေါ်ထွန်းတဲ့နှစ်မဟုတ်သေးဘူး။မြတ်စွာဘုရားပြိဋိဘံစံပြီးမြတ်စွာဘုရား45ဝါတက်တော်80မှာပြိဋိဘံစံပြီးတဲ့ကဆုံလပြည့်နေ့မှာပြိဋိဘံစံတော့ကဆုံလပြည့်ကျော်တရက်နေ့ကနေစပြီးတော့သာသနာတက္ကရာကိုသာသနာနှစ်ကိုတစ်လို့တွက်လာခဲ့တာပေါ့အဲတော့
သာသနာတက္ကရီရဲ့နှစ်ဆန်းတရက်ဟာကဆုံလာပြီကျော်တရက်လို့ပုံနေမှတ်ထားလို့ရပါတယ်နော်ဒီကောင်းပြီနိဗ္ဗာန်သို့ဥတည်သွားနေသူဘုရားဘာသာဝင်သူတော်စင်တို့ဟာဘာကောင်းမှုပဲပြုပြုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဆုတောင်းနေကြတယ်ဘုရားဘာသာဝင်တို့ရဲ့ဥတည်ချက်ဟာနိဗ္ဗာန်ပဲဖြစ်တယ်တခြားဘာသာတွေမှာလည်းပဲသူတို့ရဲ့ဥတည်ချက်တွေရှိတာပေါ့နော်သို့သော်ဘုရားဘာသာဝင်တွေရဲ့ဥတည်ချက်ကတော့နိဗ္ဗာန်လူတိုင်းဟာနိဗ္ဗာန်ကိုမျှော်လင့်နိဗ္ဗာန်ကိုဥတည်ချက်နဲ့နိဗ္ဗာန်ကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြတယ်အဲ့တော့နိဗ္ဗာန်ကိုဖြောင်းဖြောင်းတန်းတန်းရောက်သွားဖို့နိဗ္ဗာန်ကိုဥတည်နေတဲ့လူကတော့လူတိုင်းဖြစ်ချင်မှဖြစ်မှာပေါ့ဘယ်လိုပဲဆုတောင်းနိဗ္ဗာန်လမ်းကြောင်းပေါ်မှာရောက်ပြီးတော့နိဗ္ဗာန်ကိုဥတည်နေတဲ့လူဆိုတာဘယ်လိုအခြေအနေတွေရှိရမလဲဒါသိဖို့လိုအပ်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ကိုတကယ်ဥတည်နေတဲ့သူကဘယ်လိုလဲဆုတောင်းဖို့နဲ့ဥတည်နေတဲ့ပုဂ္ဂိုလ်ကတော့ဒါလည်းဥတည်နေသူလို့ပြောလို့ရတယ်သို့တော်လည်းတကယ်ကိုနိဗ္ဗာန်ရောက်ဖို့သေချာသွားတဲ့ပုဂ္ဂိုလ်ကတော့လိုအပ်တဲ့အရေးချင်းတွေဘာတွေရှိသလဲဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့ဒီဒေသနာတော်ကိုနာကြားမှတ်သားကြည့်လို့ရှိရင်တို့တွေနိဗ္ဗာန်သွားဖို့လမ်းကြောင်းပေါ်မှာဥတည်နေတဲ့လူတွေဟုတ်ပလားလို့သို့မဟုတ်နိဗ္ဗာန်ကိုမရောက်နိုင်အောင်တို့လည်းတို့လူတွေဟာတို့တွေဟာလမ်းကြားမှာအခက်ခဲတွေ့ပြီးတော့လမ်းမှာပင်တောင်းတင်းနေတဲ့လူတွေများဖြစ်နေမလားလို့ဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်လို့ရတာပေါ့တို့တွေနိဗ္ဗာန်နဲ့နီးနေပြီလားနိဗ္ဗာန်ကိုဥတည်သွားနေတဲ့အတိုင်းဟုတ်ကလားလို့ဆိုတာကိုယ့်ကိုယ်ဆုံးဖြတ်မြတ်စွာဘုရားကတရားဓမ္မကိုဟောတဲ့အခါနိဗ္ဗာန်လမ်းကြောင်းကိုရှင်းလင်းဟောတာဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်လူတွေနဲ့လူရဲ့ပတ်ဝန်းကျင်မှာရှုမြင်စရာတွေတွေးတောစရာတွေမှတ်သားလိုက်နာစရာတွေမြောက်များစွာရှိတယ်အဲ့ဒီမြောက်များစွာရှိတာတွေကိုမြတ်စွာဘုရားကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်ကိုဥတည်မိသွားအောင်လို့ဆွဲတင်ပေးတယ်ပေါ့တရားဆိုတာသဘာဝတရားတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်သို့မဟုတ်ကိုယ်တဏ္ဍာနဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်ကြည်တတ်မြင်တတ်ဖို့ပဲလိုတယ်ကြည်တတ်မြင်တတ်မှနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်မယ်မကြည်တတ်မမြင်တတ်ဘူးဆိုလို့ရှိရင်နိဗ္ဗာန်ဟာဘယ်ဝယ်စီတို့ရည်မှန်းရမယ်ဆိုတာကိုမသိနိုင်ကြဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားဟောထားတာနိဗ္ဗာန်ဆိုတာအဝေးကြီးတော့မဟုတ်ဘူးအနည်းလေးပဲနိဗ္ဗာန်ကကိုယ်နဲ့ကပ်နေတဲ့နီးနေတဲ့နိဗ္ဗာန်တောင်မှပဲမမြင်နိုင်ကြဘူးတဲ့လောကမှာနီးပေမဲ့လို့မမြင်ရတာတွေအများကြီးရှိနော်ဝေးပေမဲ့လို့မြင်နေရတာတွေရှိတန္တိကေနဝိသနန္တိမဂါဓမ္မတ္တဟောဣဒတရားဓမ္မနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေဟာမိမိအနိဗ္ဗာန်မှာနိဗ္ဗာန်ရှိနေလျက်သားနဲ့ထိုနိဗ္ဗာန်ကိုမတွေ့နိုင်ကြဘူးတဲ့နီးပေမဲ့မတွေ့နိုင်ဘူးလို့ပြောနိဗ္ဗာန်ဆိုတဲ့အရာဟာဘုရားဘာသာဝင်သူတော်စင်တွေမျှော်လင့်ပြီးတော့ဆွေယူပန်းဆင်းနေကြတဲ့နိဗ္ဗာန်ဆိုတဲ့အရာဟာတချို့ပုဂ္ဂိုလ်တွေဖို့တော့မမျှော်မှန်းနိုင်လောက်အောင်ဝေးကွာတဲ့နေရာကြီးဖြစ်နေပြီပဲလို့တချို့ပုဂ္ဂိုလ်တွေဖို့ကြတော့
အလွန်နီးတဲ့အရာဖြစ်တယ်လူပေါ်မှာမူတည်တယ်လို့ပြောတယ်နော်တချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်နီးနေတော့လေတချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်ဝေးတယ်ဒါကြောင့်မို့လို့နိဗ္ဗာန်နဲ့နီးကျင်လို့ရှိရင်နိဗ္ဗာန်ကိုဥတည်သွားနေတဲ့လမ်းကြောင်းပေါ်တို့တွေလျှောက်လမ်းကြဖို့လိုအပ်တယ်နိဗ္ဗာန်သွားတဲ့လမ်းမှာအနှောင့်အယှက်အဟန့်တားတွေရှိတယ်အဲ့ဒီအနှောင့်အယှက်အဟန့်တားတွေရှိနေလို့ရှိရင်တော့နိယတန်နဲ့ဝေးနေကြအောင်ပါပဲအဲ့တော့နိယတန်နဲ့မဝေးရအောင်ရှိတဲ့အဟန့်တားတွေကိုအဟန့်တားမှသိပြီးဖြတ်ကျော်ဖို့လိုတယ်အဟန့်တားမှမသိလို့ရှိရင်ထိုအဟန့်တားတွေပင်လည်းကိုယ့်အတွက်ပြောစရာဌာနကြီးတစ်ခုဖြစ်ပြီးတော့လူကျင်တာကတော့နိဗ္ဗာန်ရနေတာကတော့တန်တရားဆိုတာဖြစ်နေကြအောင်အဲ့တော့နိဗ္ဗာန်သွားခြင်းပြီဆိုလို့ရှိရင်တော့အရင်ချင်းရှင်မျိုးနဲ့ပြည့်စုံနေဖို့လိုအပ်တယ်နိဗ္ဗာန်ခရီးလမ်းမှာတတိထားရမယ့်နေရာတွေရှိတယ်ပေါ့အဲ့လိုတတိထားရမယ့်နေရာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြပြီးတော့ဟောထားတယ်အဲ့ဒီသုတ်တံကိုဒါရုပ်ခန္ဓောပမသုတ်တံမြန်မာပြည်ကတရားနာပရိသတ်တွေခဏခဏနာဘူးပါတစ်တုံးကြီးဆိုတာရသော်ဘုရားကကောသမိပြည်ဆိုတာအိန္ဒိယနိုင်ငံဒီကနေ့မှာဆိုရင်အလဟာဘတ်ဆိုတဲ့မြို့နာမှာရှိအလဟာဘတ်မြို့ကဂင်္ဂါနဲ့ယမုနာနဲ့ဆုံစည်းတဲ့နေရာဖြစ်တယ်ဂင်္ဂါမြစ်နဲ့လည်းနီးတယ်စိတ်ထဲကမျှော်မှန်းပြီးတော့ကြည့်လိုက်ကောသမိပြည်မှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ဂင်္ဂါမြစ်ကမ်းကိုခိတ္တခဏရောက်ရှိလာနောက်ပါယဟန်နေနဲ့အတူဂင်္ဂါမြစ်ကမ်းကိုရောက်လာတဲ့အခါကျတော့ဂင်္ဂါမြစ်ထဲမှာတစ်တုံးကြီးတစ်တုံးဟာပေါ်လောနဲ့မျောလာရေစီးကြောင်းအတိုင်းမျောသွားတယ်ရှိတော့တမ္မန်မြင်ကွင်းပဲတမ္မန်တွေးမယ်ဆိုရင်ဒါတမ္မန်မြင်ကွင်းပဲမြင်နာကဏ္ဍနေတဲ့ပုဂ္ဂိုလ်တွေမြစ်ထဲမှာတစ်တုံးမျောတာမမြင်ဘူးလားမြင်ဘူးတယ်နော်အဲ့ဒါတမ္မန်မြင်ကွင်းတစ်ခုပဲသို့တော့ကြည့်တတ်လို့ရှိရင်တရားဖြစ်သွားကြည့်တတ်လို့ရှိရင်တရားဖြစ်တယ်ကြည့်တတ်လို့တရားဖြစ်တယ်ဆိုတာပိစိကဗုဒ္ဓတွေရဲ့အထုပ္ပတ္တိတွေခက်ခဝိတ္တနာသုတ်ဆိုပိစိကဗုဒ္ဓတွေဘယ်လိုတရားသူရလာကြတယ်ဆိုတာပြန်ပြီးတော့ပြောတဲ့ပိစိကဗုဒ္ဓတွေရဲ့ဇာတ်လမ်းတွေရှိတယ်ပေါ့ဆိုပါစို့ပန်းပွင့်လေးတစ်ပွင့်ဟာမနက်ကအပင်မှာပွင့်ပြီးတော့လန်းလန်းဆန်းဆန်းရှိအဲ့ဒီပန်းပွင့်လေးကညနေပိုင်းရောက်တဲ့အခါကျတော့နွမ်းပြီးတော့ကျွေကျသွားအဲ့ဒါလေးကိုကြည့်လိုက်လို့ရှိရင်လည်းပဲပန်းပွင့်လေးကပြတဲ့တရားကိုယ်တဏ္ဍာမှာဆွဲပြီးတော့ယူကြည့်လိုက်ပိစိကဗောဓိဉာဏ်ရသွားပတ်ဝန်းကျင်ကပန်းပွင့်လေးကြည့်ပြီးတော့တရားဆိုတာဖြစ်လာဒါရင်လားဆိုမဟုတ်ဘူးလူတွေကိုအိမ်ထဲမှာသစ်ပင်လေးတွေစိုက်ထားတာရှိအခုလိုຫນွေရာသီရောက်လာတဲ့ဆောင်းရာသီကုန်ဆုံးလို့ຫນွေဦးရောက်လာပြီဆိုရင်သစ်ရွက်ကလေးတွေကဝါပြီးတော့တစ်ဖက်ဖက်ကျွေကြတာလူတိုင်းကြုံမှုကြပါလိမ့်မယ်နော်တာမန်ပုဂ္ဂိုလ်တွေကတော့ဟာဒါသစ်ရွက်ကျွေတာပဲလို့ပဲဒီလိုပဲပြောကြည့်တတ်မြင်တတ်တဲ့ပုဂ္ဂိုလ်ကြတော့အနိစ္စသဘောကိုဆင်ញင်သုံးသပ်လိုက်တာနဲ့ပိစိကဗုဒ္ဓဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒီသိရလေးတွေဟာမမြဲပါဘူးမမြဲလို့ကျွေကျသွားသလိုသတ္တနာမှာရှိတဲ့ယုတ်တိနံတွေဟာလည်းပဲဒီတိုင်းပါလားဆိုတဲ့အတွေးဝင်လာတမန်ပုဂ္ဂိုလ်တွေကဒီလိုမတွေးတတ်ဘူးဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာဒီအတွေးလေးတွေကိုလေ့ကျင့်ပေးဖို့လိုတယ်
Eri legend pain are the villain paramibe. Malaysian moves solution, the Dwedi Yana Mamla. The Kalau Dwela Lucy, not a duty at Dwebu Catela. Macabu, but a matter Jane Dwela. Eri a Dwelly and not come in, the Dwe Talam. Oh, Tata Lareka, the Dwelly has now we got a Dwelly, Mangane, a Dwelly, Jenny Rajam. Now so much Kilitari, don't have Jenny, a Dwelly coup. And our ground love you, Kilitari, don't have one idea. A lot of my naive are June Kamade, just of Yaga Horror. Trade and so die. Mangane, doing a lirigo, do that po. Naima mobile. They want to that my solution. The Dwelly, Madamata Moshide. Koya Pawanjema, a fool for Shivula. A fool for Tamabugu Rijaro, ha, 4 years, 5 years, the love had it. No? Being a 4 years, being a 5 years, the love had. Did a poem sends out. Oh, Chitam Yendata Bugu Rijaro. Eh, to let the chain one, Nalong and cook omen or shabby. Now let it look Oya Omabala so that a dream with them. That time we got a dream call it, no? Yeah, long daughter days so that every time we got a dream at the tumble like that. But now pay Chillavare so that your daughter Amibia. We got that Dagli Yahula. Something Nina, Eddie a dream. How can I? Eddie a dually jump. Along the Jaramola, Via Namaji Liva, Nimbiro, daughter de Lubioja de Mola. Kushi Mayo, Eddie Namaji, she will. Eh, that lady who do Lure, Via Long Madrid and Aruna Sayulu, Maumi. A poor deal Duila, a power deal Duila. Sarada Momi Sara Anatito Palilu Biologian. Naha Ujenda was she need to sit. Ujendiago, Nama Jolana move. Eddie Duiliha, Emeda singing a Duiva. Tama Avian Duimes, Yomes, that Baba Masan will take on Kenya. No, Uranara Basano Lurai only Jara Velo, the show of Jogam Jolly. Uranara Jetana Lubatin, they are lonely Jara, Elubam Yemu. Now we got Sheta. Every time we got a Dueha. Every time I Tamushi the Dinya the Kuya. Don't pull it. Alo Jau Jalebe, here along Magadi one mini sir. Demi Milo le Core. I Magadi one mini, Satan along shade Luguama, Lucid. The Dante shade, Agulo, Nilinga Charles Condeseso, Owaki, Sondara, Yomohogu, Bouncy shade Kipma. I look it down, maybe your Nida Mahu. Cow feeling to be entire Sadadigo, Matare. Soji there, Matara. Now, Gomba, some you been the Chowmia doing out Yoba. Piona illusion, Surolato Chow. Oh, Suya Geno, Sadadigan, and Niranji the cow, they touch it. The Nilemho, the Bomyaza, Nit Town Chibi Chita. Some few the bay, Mamma do it. Oh, now they are some any feeling you being on a video, a few little chunk to it. A few little chunk to it, a Suyara Maso, we don't want that about. Shui Munya clean, a few little Swano video. Shin Media Kama, Hardy, some you being a little chow yawny baby.
လက်ထက်ထက်ဘုန်းကြီးတို့တွေဆံပင်လေးတစ်ပင်ဖြူတာဘာဖြစ်ဘာမှဖြစ်ဆေးဆိုင်သွားပြီးဆေးတောင်ဆိုးလဲတကောင်းလုံးဖြူလဲကိစ္စမရှိဟုတ်လားအဲ့ဒီဘုရားလောင်းကြတော့တပင်လေးဖြူသွားတာနဲ့ပဲတကူလုံးကိုချွေးပြက်ပြက်ကြအော်ငါအိုပါလားကိုချင်းတရားငါစီရောက်လာပြီလို့ဆိုတဲ့အတွေးဘလောက်တန်ဖိုးရှိတဲ့အတွေးလဲအဲ့ဒီအတွေးဟာဘယင်းစည်းစိမ်အမတန်မှကြီးမားတဲ့မင်းစည်းစိမ်ကိုစွန့်ခွာနိုင်တဲ့စွန့်ခွာလောက်အောင်ဘယင်းစည်းစိမ်ကိုမစွန့်လွတ်နိုင်တဲ့တဏှာလောဘကိုဖယ်ရှားပြီးတော့စွန့်ခွာနိုင်လောက်အောင်တွန်းပို့လိုက်နိုင်တယ်ဘုရားလောင်းဟာတောထွက်သွားဘလောက်တန်ဖိုးရှိတဲ့အတွေးဆိုတာဒါမှတ်ထားဖို့ပေါ့နော်ဒါလေးတွေကိုတရားလို့မထင်ကြဘူးအများစုကအဲ့ဒါတရားအမတန်မှကြီးမားတဲ့တရားပဲနော်ဒီအတွေးလေးတွေးနေတာကိုလူတွေကတရားအထုတ်တယ်လို့တော့ထင်ကြမှထင်ဘူးပေါ့ပြင်းပြင်းကြီးခွေမျက်စိကြီးမိတ်ပြီးတော့ဘုဒ္ဓထိုင်နေမှတရားလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ပြင်းပြင်းခွေမျက်စိမိတ်ပြီးတွေးကြံတွေးနေတော့မဖြစ်နိုင်ဘူးလားအေးတရားဆိုတာစိတ်ထဲမှာပေါ်လာပြီးတကယ့်ကိုအသိဉာဏ်ဓုတွေကိုရပြီးလောဘတွေကိုဖယ်ရှားနိုင်မှဒေါသတွေကိုဖယ်ရှားနိုင်မှမောဟတွေကိုဖယ်ရှားနိုင်မှသို့မဟုတ်မဖယ်ရှားနိုင်သေးရင်ပြောညံ့သွားအောင်လုပ်နိုင်မှတကယ့်တရားခုနကအတွေးလေးဟာအဖိုးကြီးဖွားကြီးမြင်ရလို့ဩငါလည်းပဲအိုရအောင်ပါပဲကိုချင်းသဘောရှိသေးတယ်ဆိုတဲ့အတွေးလေးဟာဘဝကြီးပေါ်မှာတွေ့တာနေတယ်ကိုယ့်ရဲ့နုပြိုနေတဲ့ဘဝလေးပေါ်မှာအထင်အမြင်မကြီးတော့ပဲနဲ့တွေ့တာမှုတွေကင်းမသွားပြီဘူးလားအေးအဲ့ဒီတွေ့တာမှုဆိုရယ်ယုပ္ပနမဒကိုရှော့ချလိုက်နိုင်တယ်ဆိုတာနဲတာမဟုတ်ဘူးဘာဖြစ်လို့တော့ဆိုရင်နုပြိုမှုဆိုတဲ့ပုံမှာမှန်ရစ်ပြီးတော့လူတွေကငါမအိုသေးဘူးဆိုပြီးတော့လှုပ်ချနာတွေလှုပ်တတ်ကြတယ်ပေါ့အကုသိုလ်တွေစက်တိုက်ဖြစ်လာတတ်တယ်ခုနကအတွေ့တွေးလိုက်တာနဲ့တကြိုင်နဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တွေကိုရှောင်လာမဝေရလေးခင်ကောင်းအောင်လုပ်မှာပဲဆိုတဲ့အတွေ့လေးတွေဝင်လာပြီးတော့ကောင်းတာတွေလုပ်ပြီးတယ်ဘလောက်တန်ဖိုးရှိတဲ့အတွေ့လဲကိလေသာတွေကိုတကြိုင်နဲ့ရုပ်တရက်မပယ်နိုင်သေးတော့လဲဒီအတွေ့လေးကအမှန်တမ်းကောင်းတယ်အေးနောက်တစ်ခုဆက်စဉ်းစားလိုက်အောင်ဆေးရုံတွေမှာနေပဲဆိုရင်လူမမာတွေမတွေ့ရဘူးလားအေးတချို့အခြေအနေတွေအမတန်ဆိုးတယ်ဆိုတဲ့လူမမာတွေတညီညီတညူညူနဲ့သူများထူပေးမှထနိုင်တဲ့လူမမာအဲ့ဒါကိုမြင်လိုက်ရင်လည်းအော်လူမမာကြီးပဲဘာယောဂပါလဲဒီလောက်ပဲစဉ်းစားတဲ့လူကများတယ်အဲ့ဒါကရိုးရာအတွေးတွေထူးခြားတဲ့အတွေးလေးတွေးမိစေဖို့ကိုယ့်ကိုယ်လေ့ကျင့်ပေးထားဩဗျာတိဓမ္မောမိဗျာဒိအနတ္တိတောငါလည်းချမ်းသာတတ်တဲ့ယောဂရတတ်တဲ့သဘောရှိတယ်ငါလည်းယောဂရခြင်းဆိုတဲ့ဗျာတိမကျော်လွှားနိုင်သေးဘူးကျမ်းမာနေတော့ကုသိုလ်ကောင်းမှုများများလုံးမှပဲဆိုတဲ့အတွေ့အမြတ်တန်မိုးရှိတဲ့အတွေ့တစ်ခုပဲလောကလူတွေဟာကျမ်းမာနေပြီဆိုလို့ရှိရင်ဘာမှကူမဆိုင်ပဲနဲ့မကောင်းတာတွေလုပ်မိတတ်တယ်တချို့ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့ကြွားကြွားဝါဝါတောင်ပြောတတ်သေးတယ်နော်လူကမလေးကျမ်းမာလိုက်တာနာလည်းမစီးဘူးချောင်းလည်းမဆိုးဘူးရက်စားဆိုရက်တောင်မရက်ဖူးဘူးနဲ့ပြောလိုက်သေးတယ်သူကဆေးရုံဆေးကန်းတကားမှမသွားရဘူးဆိုပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုအထင်ကြီးပြီးတော့မြောက်စားနေသေးတယ်မရှိဘူးလားအဲ့ဒါမျိုးတကယ်တွေးရမှာကအဲ့ဒီအတွေးမဟုတ်ဘူးတကယ်တွေးရမှာအော်ငါခန္ဓာကိုယ်ကြီးကလည်းဖြားနာတတ်တဲ့သဘောယောဂဝေဒနာရတတ်တဲ့သဘောရှိတယ်အဲ့ဒီယောဂဝေဒနာရတဲ့သဘောကိုငါလည်းမကျော်လွှားနိုင်သေးဘူးဒီနေ့ကျတော့ကြုံရမှာပဲဆိုတဲ့အတွေးလေးနဲ့တန်ဝေကဉာဏ်ဖြစ်ပွားလို့ခိလေသာတရားတွေကိုရော့ကျသွားအောင်လုပ်ရမယ်ဟောသိခြင်းတရားနာယိကိစ္စနဲ့ကြုံတဲ့အခါမှာလူတွေနေစဉ်နဲ့အမျှ
တွေ့ဆုံနေကြတာပဲသတင်းစာကောက်လှမ်းလိုက်လို့ရှိရင်တွေ့တာပဲအသက်မျိုးစုံအရွယ်မျိုးစုံသိကြကြကြသတင်းစာနာရေးကောက်ဖတ်တဲ့လူကဘာလို့ဖတ်တယ်ဆိုငါနဲ့အတိများပါသွားလားကိုယ်ပါရင်တော့သိမှာမဟုတ်တော့ဘူးเนาะလောကလူတွေကပြောကြကြတော့ဆိုသူသေးငါဖို့သူသေးပဲပြောကြတယ်နော်သေတာကိုသူများပဲထားတယ်ကိုယ်ပဲမထားသူသေးငါဖို့သူသေးတဲ့အဲ့ဒါလို့မတွေးရဘူးနာရေးကြောင့်ညာဖတ်လိုက်ပြီးတဲ့အခါကျတော့ဒီလိုသေခြင်းတရားဟာလည်းငါတဏ္ဍာမှာရှိနေတယ်ငါလည်းမရှောင်လွဲနိုင်ပါလားဆိုတဲ့အတွေးကိုတွေးရအဲ့ဒါမှမှန်ကန်တဲ့အတွေးလို့ပြောတာအဲ့တော့တရားဆိုတာကိုယ်ပတ်ဝန်းကျင်မှာရှိမနေဘူးလားအမြဲတမ်းကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့တွေးတတ်ဖို့အဲ့ဒီတွေးတတ်မှုကိုမြတ်စွာဘုရားသွန်သင်တာကြည်ကောသမိမြေကမ်းမှာဘာဆန်းလဲမြေကျော်မှာတစ်တုံးကြီးမျောတာဘာထူအဲ့ဒီတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားယဟန်တွေကိုဆုံးမတယ်တွေးကြလားဟေ့ဟိုမှာတစ်တုံးကြီးမျောနေမှန်တွေးပါတယ်ဗျာအဲ့ဒီတစ်တုံးကြီးဟာအခြေအနေကောင်းသွားလို့ရှိရင်ပင်လယ်ထဲရောက်သွားမှာတဲ့အခြေအနေမကောင်းဘဲနဲ့အနှောက်အယှက်ရှစ်မျိုးနဲ့ကျုံနေလို့ရှိရင်တော့ဒီတစ်တုံးကြီးဟာပင်လယ်ရောက်မှာမဟုတ်ဘူးတဲ့အဲ့ဒီအနှောက်အယှက်ရှစ်မျိုးဆိုတာအဓိကကတော့ဘာလို့ဆိုရင်မြတ်စွာဘုရားကနံပါတ်၈အနေနဲ့ဟောထားတာအန္တောပုတိတစ်တုံးကြီးကအဆွေးကြီးဆိုလို့ရှိရင်ကျွန်တော်ဝေးလံတဲ့ခရီးကြီးကိုရေထဲကနေမျောသွားတဲ့တစ်တုံးဟာဟိုကလှိုင်းပုတ်လိုက်ဒီကလှိုင်းပုတ်လိုက်ကြောက်ဆောင်နဲ့တွေ့ရင်ကြောက်ဆောင်နဲ့တိုက်လိုက်ဆိုတော့အစိတ်တိတ်မွားမွားဖြစ်ပြီးတစ်တုံးပကတိအကောင်းတိုင်းပင်လယ်ထဲရောက်နိုင်မှာမလားဆွေးနေတဲ့တစ်တုံးဆိုတာလှိုင်းပုတ်တာနဲ့တစားစီဖြစ်သွားမှာဆွေးနေတဲ့တစ်တုံးလိုပဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ခံစားပြီးတော့ကြည့်အတွင်းကပုတ်ပြီးတော့ဆွေးနေတဲ့တစ်တုံးဆိုတာဘာကိုပြောတာလဲနိဗ္ဗာန်ရောက်ဖို့အတွက်တစ်တုံးဟာအကောင်းမွန်ပြီးဖြစ်နေဖို့ပင်လယ်ထဲစီးဝင်ဖို့အတွက်တစ်တုံးဟာအကောင်းမွန်ပြီးဖြစ်နေဖို့လိုအပ်တယ်လို့နိဗ္ဗာန်သွားဖို့အတွက်ဘုန်းကြီးတို့တွေမှာလည်းတစ်တုံးအဆွေးကြီးမဖြစ်ဖို့လိုအပ်တယ်တဲ့ကိုယ့်ဘာကိုကြည့်တစ်တုံးအဆွေးကြီးဟုတ်မဟုတ်တစ်တုံးဆွေးဆိုတာဘာပြောတာလဲဆိုကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်ဟာတစ်တုံးကြီးဆွေးနေတာနဲ့တူပဲအတွင်းမှာဘာအနှစ်မှမရှိဘူးအန္တောပုတိအတွင်းထဲမှာပုတ်နေတယ်ကတံဘုဇာတော့ရောက်သွားဆိုတာပြင်ဘက်ကအခွန်မာတယ်မို့လားအတွင်းထဲကြည့်လိုက်လို့ရှိရင်ပုတ်သွားအဲ့တော့လိုပဲကိုချင်းတရားပြပြပြီးတော့ဖုံးဖိထားရတဲ့ကိုချင်းတရားရှိလောကလူတွေကဖုံးဖိပြီးတော့ဟန်ဆောင်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကဗာနဲ့ပြောတော့ဆိုရွှေရည်တုတ်ထားတဲ့မြေနှထောင်းနဲ့ရွှေရည်တုတ်ထားတဲ့မြေနှထောင်းပြင်ဘက်ကနေကြည့်လိုက်တော့ဟာရွှေနှထောင်းလေးလိုပဲဝင်းဝင်းလက်လက်လက်သို့တော့အတွင်းကြည့်လိုက်လို့ရှိရင်မြေကြီးပဲဘာမှမရှိမြေနှထောင်းမတ္တိကာကုန္ဒလမြေနှထောင်းရွှေချထားတဲ့မြေနှထောင်းဟာဘာမှတန်ဖိုးမရှိဘူးအဲ့ဒါလိုပဲကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တယောက်ကပြင်ဘက်ကနေပြီးကြည့်လိုက်ရင်သူတော်စင်အသွင်ဆောင်းနေပေမဲ့လူတော်လူကောင်းအသွင်ဆောင်းနေပေမဲ့သူကတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်အတွင်းကပုတ်ဆွေးနေတဲ့တစ်တုံးလိုပဲနိဗ္ဗာန်ထိအောင်သူမရောက်နိုင်ဘူးတဲ့လမ်းနေမဲ့တစားစီကွဲသွားမှာဟုတ်ကဲ့နံပါတ်1အရေးကြီးတာအဲ့ဒါတစ်တုံးတစ်ဆွေးမဖြစ်ဖို့မြတ်စွာဘုရားကဟောတယ်အဲ့ဒီတစ်တုံးကြီးကြည့်အနှစ်သာရပြည့်နေတဲ့တစ်တုံးဆိုလို့ရှိရင်တော့ပင်လယ်ထဲထိရောက်မှာပဲတဲ့အနှစ်သာရမပြည့်ပဲနဲ့အတွင်းကပုတ်နေရင်တော့လမ်းမှာပဲလှိုင်းပုတ်ထားတဲ့တစားစီဖြစ်ပြီးတော့သူပင်လယ်ရောက်မှာမဟုတ်ဘူးအဲ့တော့သင်္ချစ်သားတို့လည်းပဲအတွင်းပုတ်နေတဲ့တစ်တုံးတွေမဖြစ်စေနဲ့လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်ကဲအဲ့ဒီတစ်တုံးကြီးဟာကောင်းပါပြီတဲ့အနှစ်သာရတော့ပြည့်တယ်လူကလည်းကိုချင်းတရားတော့ကောင်းပါလေကိုချင်းတရားလေးကောင်းတယ်
နိဗ္ဗာန်ကိုဥတည်သွားနိုင်မလားလို့ဆိုတော့လမ်းမှာအခက်အခဲတွေအများကြီးရှိသေးတယ်။နှစ်သာရရှိတဲ့တစ်တုံးပဲဖြစ်